ဒီနေ့ပြောပြမှာကတော့ branding နဲ့ပတ်သက်တဲ့အမျိုးအစားတွေဘယ်နှခုရှိလဲ။ဘာတွေလဲဆိုတာကိုပြောပြပေးပါမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ILR နေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ရဲလင်းနိုင်ပါ။နံပါတ်1 personal branding လူတဦးတစ်ယောက်ကို brand ဖြစ်တည်ဆောက်ခြင်းကို personal branding လို့ခေါ်တယ်။ personality တွေ skill တွေကိုယ်တက်ကြွတဲ့အရာတွေနဲ့လူတွေသိအောင်လုပ်တာကို personal branding လုပ်တာလို့ခေါ်ပါတယ်။နံပါတ်2 corporate branding ကုမ္ပဏီတစ်ခုလုံးရဲ့ image နဲ့ identity ကိုတည်ဆောက်တာကို corporate branding လို့ခေါ်တယ်။ထောက်ကွန်တစ်ခုချင်းစီကို brand တည်ဆောက်တာကိုproduct branding လို့ခေါ်တယ်။ service branding ဝန်ဆောင်မှုကို brand တည်ဆောက်ခြင်းကို service branding လို့ခေါ်တယ်။ customer ရဲ့ trust တွေ review တွေ customer experience တွေကို branding တည်ဆောက်ရတာ။ငါ employer branding ကုမ္ပဏီတစ်ခုမှာကိုယ့်ရဲ့ employer တွေဒီအလုပ်ခွင်တွေကိုပျော်ဖို့ကောင်းအောင်လာလုပ်ချင်အောင်အလုပ်ခွင်ရစိတ်ချမ်းသာတယ်ဆိုတဲ့ brand ကိုတည်ဆောက်တာကို employer branding လို့ခေါ်ပါတယ်။နံပါတ်6 digital branding online presence ပေါ်အခြေခံပြီးကိုယ့်ရဲ့ brand ကိုတည်ဆောက်တာကို digital branding လို့ခေါ်တယ်။ website တွေ social media တွေ online platform အားလုံးမှာကိုယ့် brand ကို represent လုပ်တာ branding တည်ဆောက်တာကို digital branding လို့ခေါ်ပါတယ်။ brand နဲ့ပတ်သက်တဲ့ဥစ္စာတွေကိုသိချင်တယ်ဆိုရင် comment မှာလို့ရပါတယ်။နောက် video မှာတွေ့ရပါမယ်။